ဖေမတနာတဲ့စိတ်လေးရောမရှိဘူးလား မတနာနဲ့မဟုတ်မလေးသူမြတ်တနာကိုငါကငါပဲတနာငါဘိုက်စားတဲ့အချိန်မှာစားတရားမရှိရင်ငါကငါပဲရှာစားမတနာကိုငါကငါပဲတနာ အဖေကြောင့်သူများနစ်နာသွားတယ်ဆိုရဲကိုချင်းစာစိတ်လေးရောမရှိဘူးလား ဟာလူဆိုတာမပတ်သက်လို့မရဘူးလေသူကသူပတ်သက်ခြင်းလို့ပတ်သက်တယ်နတ်တဲ့ကောင်စားပဲလူနတ်ချမ်းသာတယ်နတ်တဲ့လူချမ်းသာတယ်ငါကတော့နတ်ချင်တယ်ကိုချင်းစားတယ်လို့ကိုခံတော့ အဲ့ဒါဆိုရင်ဖေကကိုယ့်ဘယ်ကိုကြည့်တာပဲ မတက်နိုင်ဘူးလေလူပဲလေလူကိုသူများပြောတယ်မလားအတ္တကြီးတယ်အတ္တကြီးကြီးမှာမကြီးလို့မဖြစ်ဘူးကိုစားတော့ဘူးမှမဖြစ် ဘာဖြစ်လို့ဖေအဲ့လိုလေလောက်ရတာလဲဘာလို့အဲ့စိတ်တွေရှိနေရ အရှိချင်းလို့ရှိတာဘိုင်လာမင်းလားဒါသွားစိတ်ညစ်အောင်လာလို့မှအေးစေးထိုင်နေလို့ဆိုတာမေးခွန်းနေအများတာဂျာတယ်သမားကြီးကြာနေတာပဲတော့ခါကြောင်ပိတ်နေပြီလူကမဖြေတတ်တော့ဘူးဘာဖြစ်လဲသူကသူဖြစ်စီရဖြစ်တာနေဖေကိုအဲ့လိုမျိုးစိတ်ညစ်အောင်မလုပ်နဲ့ငရဲကြီးမယ်မိဘကိုအမသားသမီးကတောင်မင်းမြောင်မင်းနဲ့မိဘဂျောင်ပိတ်သွားရင်သားသမီးငရဲကြီးမယ်နန္တော့ငါပါတယ်သွားကတော့သမား